ကဲကျမရဲ့ကိုဆောင်နက်ကမမခောက်ဆွဲကြော်လေးဆက်တက်ခိုင်းနေလို့ပေါ့နော်ကျမလည်းမငင်းရဲပါဘူးလေကြောက်လို့နက်ကင်မှာကြောက်လို့ပထမဆုံးမမခောက်ဆွဲတဲ့ထုပ်ကိုပြုတ်ထားမယ်ပေါ့နော်ပြုတ်ရင်းနဲ့တစ်ဖက်မှာကြောက်ချောင်းလေးလီထားမယ်စီပူတာလို့ရှိရင်ကြောက်ချောင်းပပလီလီထားတာလေးတွေကိုထည့်ကြော်ရမယ်ရှင်ကြောက်ချောင်းလေးတွေကိုမွေပြီးတော့ကြက်အောင်လို့အရင်ကြော်ရမယ်ကြော်ပြီးတော့ကြောက်လေးတစ်လုံးဖောက်ထည့်လိုက်ပါမယ်ရှင်ကြောက်လေးတွေကိုမွေပါမယ်မွေပြီးခါမှာခဏပြုတ်ထားတဲ့ခောက်ဆွဲလေးတွေကိုထည့်ပြီးတော့ကြော်တော့ပါမယ်ရှင်ကဲခောက်ဆွဲတဲ့ကအနစ်ထောက်လေးတွေကိုဖောက်ထည့်ပါမယ်ဖောက်ထည့်ပြီးတဲ့အခါမှာတော့တိချလေးတမတော့အောင်နေပါမယ်ရှင်မွေပါမယ်ရှင်အရာလေးအတွက်ပန်းငန်းဖြာကြီးလေးနည်းနည်းထည့်လိုက်ပါလေးရရှင်ကဲတိချလေးတမတော့အောင်မွေပြီးမှကြော်ပါမယ်ခုဆိုရင်ကျမရဲ့ကိုဆောင်နက်ကအရန်ကိုစားကျင်နေတယ်မမခောက်ဆွဲကြော်လေးရတော့ပါပြီရှင်ကဲစားကြပါအောင်ရှင်ခောက်ဆွဲကြော်စားကျင်စရာလေးBye bye. See you.